对အောင် record လုပ်မယ်对ပထမတစ်ပတ်နှစ်ပတ်ပေါ့နော်နည်းနည်းဖြင်းကာလမှာ record လုပ်ပေးမယ်ဘာပြောလဲဆိုတော့ပြန်ကြည့်လို့ရအောင်နောက်ပိုင်းတော့နေ့တိုင်းဒီပါတော့ record မလုပ်ဘူးပေါ့နော်对အတန်းလာတက်ကြပါ对နော်ဟော okay အဲ့တော့ဒီ tones 对ပြန်ပြောမယ်ပေါ့နော်对拼音လို့ပြောလိုက်ပြီဆိုလို့ရှိရင်သုံးခုနဲ့ဖွဲ့စည်းထားတဲ့ B ရှိမယ်တရားရှိမယ် tones ရှိမယ်对အရင်ဆုံးအနေနဲ့ tones ကပိုလွယ်တယ်၄ခုရှိတယ်နော်အာ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 ဆိုပြီးတော့၄ခုရှိတယ်ကြားဖို့ကြမှာပါအဲ့တော့တရုတ်စာမသိခင်ကိုရီမြန်မာစာမှာရော tones ဘယ်နှခုရှိလဲကြားဖို့ကြလား个ကာ个对卡卡个卡对啊对ဟုတ်တယ်ကာစသည်ဖြင့်对အဲ့လိုမျိုးအဲ့တော့ထောက်ရှအပါဝင်ပေါ့နော်မြန်မာနိုင်ငံသားတွေအကဲမြန်မာစာသင်ခဲ့မယ်ဆိုလို့ရှိရင်တော့အဲ့လိုခနဲ့ပဲသင်ခဲ့ကြတာများတယ်ပေါ့ငယ်တော့ကလည်းဘာမှဒါထုံးစင်ပါတိတာမဟုတ်အဲ့လိုပဲသင်ခဲ့ကြဒါနောက်ပိုင်းကျတော့ဒီမြန်မာစာကို second language အနေနဲ့သင်မယ်ဆိုလို့ရှိရင်သူက၄ခုရှိရလို့ပြဋ္ဌာန်းထားတယ်ပေါ့နော်က sorry 啊ကတ်ဆိုရဒီ对tones တစ်ခုပေါ့အဲ့တော့ဒီ tones တွေတက်ကြတန်တွေကဘာဖြစ်လို့ရှိရတာလဲ对โอเคဒီတက်ကြတန်မရှိဘူးဒါမှမဟုတ်ရှင်ဂရုစိုက်မစိုက်ဘူးဆိုလို့ရှင်ရောရသလား对အဲ့ဒါစဉ်းစားစရာတစ်ခုပေါ့နော်ဥပမာဆိုရှင် English မှာဆိုလို့ရှင်อืม English မှာဆိုလို့ရှင် beautiful 是吧 beautiful ဆိုတဲ့ဒီစာလုံးတစ်ခုโอเคကိုက tones ပြောင်းသွားတယ်ဆိုတော့ beautiful 对โอเคအဲ့လိုပြောတယ်ထားပါတော့โอเค beautiful လို့ပြောလို့ရှိရင်တော့အားလုံးအမြင်မှာတော့နဲ့အတန်မပြီးဘူးဒါဆိုတော့အတန် pronunciation မပြီးဘူးဒါပေမဲ့ကိုပြောလိုက်တဲ့ဟာကိုခန့်မှန်းချေသွားပြီးတော့ခန့်မှန်းလို့ရတယ်对နော် beautiful နဲ့ beautiful စာတွေပြန်ဒါ example တစ်ခုပေါ့အဲ့လိုပြောလိုက်ပြီဆိုလို့ရှိရင်နင်ကတော့အတန်မပြီးဘူးအဲ့လောက်ပဲပြောကြလိမ့်မယ်နင်ကအတိတ်ပဲမှားသွားရလို့တိတ်မရှိဘူးတိတ်ရှိကောင်းရှိမယ်ဒါပေမဲ့တိတ်မရှိဘူးဒါပေမဲ့ဒီ tones တွေရှိတဲ့ language မှာတော့အဲ့လိုမဟုတ်ဘူးဒီ tones တွေကတစ်ခုနဲ့တစ်ခုမတူဘူးဆိုရင်အတိတ်ပဲကလုံးဝကွာပါပြီ对ဥပမာဆိုမြန်မာစာမှာလည်းအရင်ကြည့်အောင်နော်ပထမတစ်ခုကနဲ့ကားနဲ့对嘎呢是吧？嘎，诶，嘎开呢是吧？他嘎开呢，嘎，都嘎开呢是吧？嘎嘿嘎来嘎是吧？对，အဲ့လိုဒီမှာကြည့်လိုက် tones ပြောင်းသွားတာ ਨੇ အတိတ်ပဲကလုံးဝပြောင်းသွားတယ်။对အဲ့လိုပဲတရုတ်ဆာမှာလည်းအဲ့လိုပဲ tones ပြောင်းသွားတာ ਨੇ အတိတ်ပဲကလုံးဝပြောင်းသွားတယ်။အဲ့တော့ tones တွေကိုအစားကလေးကနေပြီးတော့တတိချာပေါ့နော်တတိချာလေးလိုက်ပြီးတော့လေ့ကျင့်တင်ပါတယ်အဲ့နော်အဲ့လေးခုရှိရဲ့။နောက်လို့ရှိရင်အတူလိုက်ဖက်ကြည့်အောင်။ဟုတ်မ။啊啊โอเคသူက 哦 first tone ဖြစ်တယ် first tone ဖြစ်တဲ့အတွက်ငါးဖြစ်တယ်အဲ့တော့ငါးဆိုတဲ့အတိတ်ပဲဒီမှာ1 2 3 4 5ရှိရပေါ့နော်နောက်ဆုံးထွက်ထားတဲ့ဗီဒီယိုမှာလည်းပြောထားတယ်1 2 3 4 5ဆိုတာ do re mi fa so ကိုပြောတာအကယ်၍လော်ရှ်ရောအတန်းထဲမှာmusic ပိုင်းနဲ့တည်ရလူဆိုတည်လိုက်မယ်နော် ဆိုတဲ့ဟာတော်တော်ကြီးကိုမြင့်နေပြီဆိုတော့ do re mi fa so တော်တော်မြင့်နေပြီအဲ့တော့ဖတ်မယ်ဆိုလို့ရှိရင်အတန်မြင့်ဖတ်ရတယ်မြန်မာစာမှာရှိရဲ့ကာနဲ့ကဒိုနဲ့မီလောက်ပဲရှိတယ်အဲ့လောက်မမြင့်သေးဘူးတရုတ်ဆောင်မှာရှိတဲ့ first tone ကအာ对လိုက်ဖက်ကြည့်ပါ啊အာ啊啊OK 对衰တယ်对နော်အာ啊 OK 哦对啊对很好对ဒါ first tone 对 first tone ရဲ့သူ့ရဲ့ထူးခြားချက်ကဘာလဲဆိုလို့ရှိရင်တစ်တန်မြင့်နဲ့နှစ်ဆွဲတယ်对အဲဒါကြောင့်မလို့beginner တမိုင်းအနေနဲ့ပေါ်ဖော်မောဖော်ဘာလို့နေရလဲ对သူအတန်မမြင့်ဘူး对အဲ့လိုမဖတ်အောင်对ပေါ်ဖော်对အဲ့လိုအဲ့လိုဖြစ်ရမယ်နော်အဲ့တော့ first tone မှတ်ထားပါတစ်အတန်မြင့်နဲ့နှစ်ဆွဲတယ်ဟော okay ဟောဒုတိယတစ်ခု second tone ကအာအာ啊啊嗯啊大不嘞是吧？对对副动音拍啊好啊啊啊对，我们明白咱那龙王确实读了是吧？是吧？嘎也嘎，对龙王读了，啊喏，好，对third tone 呢，你看没？读啊 two one four ဖြစ်ပါတယ်对နော်214ဆိုတော့ wave line တန်အရင်ဆုံးကြာသွားတယ်ပြီးတော့မှပြန်တက်သွားတယ်အဲ့တော့2ကနေစပြီးတော့ကြာသွားတယ် ray ကနေစပြီးကြာသွားတယ်对နော်အဲ့တော့1ရောက်ပြီဆိုလို့ရှိရင်ဒီ1ထပ်ပြီးတော့အောက်ကျလို့မရဘူးဥပမာကိုယ့်ရဲ့အတန်လှိုင်းကိုကိုယ့်ကိုပြန်စဉ်းစားကြည့်ဥပမာထောက်လို့ရှိဆိုလို့ရှိရင်အနည်းဆုံးပဲဒီထပ်နေလို့ရှိရင်အတန်မထွက်တော့对ကိုယ့်အတန်ကိုကိုယ်ပြန်စဉ်းစားကြည့်对အဲ့လိုပဲတက်တုံးဖတ်ပြီဆိုလို့ရှိရင်ဒုတိယကနေပြီးတော့ဖြည်းဖြည်းချင်းအထိကျသွားဥပမာဆိုရင်အာ
是吧？နှစ်တစ်ပဲအရင်ဖတ်ရအောင်နော်啊是吧ကြာသွားတယ်ထပ်ကြာလို့ရှိရင်အတန်မထွက်တော့对ပြီးတော့မှလေးတီပြန်တက်သွားတယ်对啊啊对အတူလိုက်ဖက်ကြည့်အောင်啊对很好အဲ့တော့တင်းနေတုံးလေး啊啊啊啊စက္ကန့်ထုံးကပြက်ပြက်တလားတက်သွားတယ်啊好သက်ထုံးက啊啊腹中个啊对，好，啊啊好，咱们聊前边面，过过类经济吧。好，这就拍起哦，啊嗯啊啊啊啊对，OK，好，second tone 呢，则从挂来波喏，second tone 啊，得过得多，偏偏得多啊啊，嗯，啊得通啊，加比嘛得嘞啊啊非常好，对，啊second tone 啊，啊得通啊。啊对哈啊对，很好，对，然后第二什么写同时卡啊啊啊啊啊，啊好，来一起这个拍子哦开始，啊啊啊对，OK，好，但同时雷鼓是吧嘞，对喏，下面听嘛嘞，ဒီမရှင်းတာရှိသေးလားမရှိဘူးเนาะโอเคဟောအဲ့တော့ခဏပြောတယ်ဖင်းလို့ပြောပြီးဆိုလို့ရှရင်ဘီးစီရဲ့တရားစီရဲ့ထုံးစီရဲ့ထုံးစကတော့ဒီလေးခုပါအဲ့တော့တဲ့เนาะဒီလေးခုပြီးတော့အကယ်၍သူကတင်ကေတာနဲ့ရေးမယ်ဆိုရင်ဖင်းမှာတင်ကေတာနဲ့ရေးမယ်ဆိုရင်ဒီလိုတင်ကေတာတွေနဲ့ရေးပါတယ် first ဆုံးဆိုလို့ရှရင်အချစ်ကလေးတစ်ချက်တဲ့เนาะလှဲအဲ့လိုမျိုးတုတ်ချောင်းလေးတစ်ချောင်း second ဆုံးဆိုရင်ဒီလိုတတ်သွားတဲ့ပုံစံ third ဆုံးဆိုရင် V လိုမျိုးပုံစံတဲ့เนาะအဲ့လိုအုတ်ထုတ်လိုပုံစံမဟုတ်ဘူးနော်အခုonline မှာလည်းအဲ့လိုသက်တုံးရေးပြီးဆိုလို့ရှိရင်ဒါ font ကြောင့်ဆိုင်ပါတယ်တဲ့ font ကြောင့်ဒါ keyboard ကြောင့်ဆိုင်တာအဲ့လိုမဟုတ်ဘူးအုတ်ထုတ်လိုပုံစံမဟုတ်ဘူး V ပုံစံလေးဖြစ်ရမှာပါတဲ့နော်ဒါလေး Q ဆိုင်ပါ photo ကတော့ဒီလိုမျိုးနော်ဒါကတော့သူရဲ့သင်္ကေတပုံစံမှာဟောအဲ့တော့ဒါပြီဆိုလို့ရှိရင်ဆက်ပြီးတော့တရတွားရအောင်ပေါ့နော် okay တရလောက်ရှင်းလက်ဖက်ပါအာ啊အော哦呃呃好နောက်တစ်ခေါက်啊哦啊对OK ဒီဥစ္စာ E 啊နောက်တစ်ခေါက်တော့对ဒုတိယတစ်ခုက O 哦好ဟိုဥစ္စာက对မဟုတ်ဘူးပေါ့နော်သူကOK 好老师来拍几把 O 对那看看ဖြစ်နိုင်လို့ရှိရင်ကင်မရာလေးဖွင့်ပေးပါအောင်နော်ဘာဖြစ်လဲဆိုတော့对တခါကြောက်ရှင်ထွာကြည့်ရမှာမလို့好陶老师ကင်မရာတွေ့ရမှာထင်တယ်တွေ့ရနော် OK အရင်ကြည့်နော်အရင်ကြည့်အရင်ဆုံးအလဲဟာအရင်ထွင်မဲ့ O ရနော်ဖတ်တလား O OK 好အဲ့မှာတခြားဘာမှမလုပ်နေဘူးနော်ဥမာရှာအနေထားရှာရဲ့အပေါ်အောက်အနေထားပါးစပ်ဟာရဲ့ degree ဘာမှမလုပ်ပဲနဲ့ဒီပါးစပ် all circles အဝိုင်းဖြစ်နေတဲ့ဟာကိုဒီလို smile ဖြစ်အောင်လုပ်လိုက်ရင်ရပြီအရင်ကြည့်ကြည့်ပါ all ကိုယ့်ကိုယ်လေးကြည့်ကြည့်ပါOK ရတယ်可以好နောက်တစ်ခေါက် R O OK A ဖြစ်သွားရပါတော့ A မဟုတ်ဘူး ဖြစ်ရမယ်呃对
对，很好，嗯，OK，第二次拿上脚，里面哦，马萨里汗是吗？对，那边发现就是边边喏啊，马萨里汗啊，R O E OK，好，古天可难喏，可难，咱们老考过来经济。OK，R O E，好，那第二个古天灵哦，OK，好，下一位，那第二米，那米乌啊哦，OK，下一位古 Q 位，哦，我等了加油，麦没加油，好，好，又聊呢，好，下面一位是乌伊，那乌伊哦，OK，可以，好，下一位面奴乌，那面奴乌，好 R O E OK，可以，R O E，好，行的，这个不错啊，R O E，好，下一个，R 嗯，好，第二個得啦，白白個啥個皮嘅，對，တချို့တင်ဘူးတဲ့လူတွေလည်းတည်ရပေါ့နော်，OK，對，ကိုဖြိုးရဲ့အသက်，OK ကြားပြီဟောတခြားဖတ်ကြည့်ပြပါအာ OK 可以啊，好，တချို့တင်ဘူးတဲ့လူတွေလည်းတည်ရပေါ့နော်，OK B လို့တွေးလိုက်ပြီဆိုလို့ရှိရင်ပိုးလို့ဖတ်တယ်是吧？OK BO လို့တွေးပြီဆိုလို့ရှိရင်လည်းပိုးလို့ပဲဖတ်တယ်对ဟာနောက်ဆက်B လဲပိုးပဲ BO လဲပိုးပဲဘာကွာလဲ对တချို့ကလည်း对သိကျင်ကြတယ်ပေါ့နော်B တရ B ဆိုတာဘာလဲတရဆိုတာဘာလဲအဲ့ဒါပြန်ပြီးပြောပြရမှာပေါ့နော်对လောဆိုတဲ့တနမှာအကယ်၍တခြားဘာသာဗေဒပညာရှင်တွေရှိရဆိုလို့ဥပမာ English ဘိုင်းလို့စသည်ဖြင့်ပေါ့နော်ရှိရဆိုလို့ရှိရင်သိတယ်မယ်တရဆိုတာအတန်ထွက်တဲ့အချိန်ကြလို့ရှိရင်ကိုယ့်ရဲ့အတန်ကအသားစီးမရှိဘူးအပိတ်ဆို့မရှိဘူးအဲ့ဒါကိုတရလို့ခေါ်တယ် B က opposite အသားစီးတစ်ခုအပိတ်ဆို့တစ်ခုအဲ့ဒါ B 对ဥပမာ是吧အတန်ထွက်ချိန်တော့အသားစီးမရှိဘူးအပိတ်ဆို့မရှိဘူး是吧ကိုတက်လုံးကောင်းရင်ကောင်းတော့အကြိုက်ဆွဲပါလို့ရတယ်对是吧对အဲ့ဒါကိုပြောချင်တာပေါ့နော်သူအသားစီးမရှိဘူးအပိတ်ဆို့မရှိဘူး对ဒါပေမဲ့ B ကြတော့သူကအပိတ်ဆို့လေးတစ်ခုဥပမာဒီ sentence sorry ဒီပထမတစ်ကြောင်းကို B ကြီးပဲဖတ်မယ်ဆိုရင်ဖတ်ဖတ်ဖတ်ကြားရလားမကြားရတလောက်ပဲ是吧မကြားရတလောက်ပဲ对အဲ့ဒါ B ပဲ对အဲ့တော့ကိုရီကြားနေတဲ့အတန်ပေါ့နော်ပိုးဆိုတာအမှန်တော့တရအောပေါင်မီတာဖြစ်ပါတယ်对နော်အဲ့ဒါကြောင့်မလို့လွယ်အောင်လို့B တွေ့ပြီဆိုလို့ရှိရင်လည်းပိုးလို့ဖတ်ကြတာအဲ့ဒါကြောင့်မလို့对နော်နောက်ဆက်လည်းအဲ့လိုပဲတွေ့ပြီဆိုရင်ပိုးလို့ပဲဖတ်ကြရအောင်နောက်ဆက်လည်းဖတ်ပါပိုးပိုးမောပိုး一起对 O 嗯 P P 哦 M P 对好那就好波波哦 P 哦摸波么哦 M 佛波，那这里个波，OK，好，那靠点出来几吧？波P 哦波波 哦 P 波 M 么 P 波波，很好，好，第二个龙呢？波 P 波 P 哦，波တချို့တိတ်မကွဲဘူးပေါ့နော်ဥပမာဆိုရင်စက္ကူတစ်ခု对ဘယ်စက္ကူဖြစ်ဖြစ်ရတယ်ပေါ့နော်စက္ကူတစ်ခုတွက်ယူကြည့်ပါဒါမှမဟုတ်အခုထောက်ရှုကြည့်လိုက်ရတယ်ပေါ့နော်ဥပမာဆိုရင်ကြည့်နော်波波波စက္ကူတိတ်မလှုပ်ဘူးကွာနော်ဒါအသက်ရှူလို့လှုပ်တာဖြီဖတ်မယ်ဆိုရင်波波ဘာကွာလဲ
刮了对了，对对了，刮了对了，刮了对我一记，OK，对，波对波加上都စကူတိတ်မလှုပ်ဘူးတိတ်လှုပ်ရှားမှုမရှိဘူးဒါပေမဲ့ဖိုးကြတော့သူတော်တော်ပြင်းသွားတယ်တယ်နော်အဲ့တော့ဒီ波ကသူကတန်ပြင်း B ဖြစ်ပါတယ်တယ်နော်အခုစပြီးတော့လေ့လာတဲ့အချိန်ကြာလို့ရှရင်လေသူများနားထောင်လို့ရှရင်အရန်over ဖြစ်တယ်လို့ဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့တွားပြီးတော့ view မဆိုင်နဲ့ကိုယ့်ကိုယ်လေ့ကျင့်တဲ့ချိန်ကျရင်အဲ့လိုများများလေးလေ့ကျင့်ပေးတယ်波是吧波对波မထွက်ဘူး波是吧好နောက်တစ်ခါလည်းဖတ်ကြည့်ပါ波波波佛波摩佛波摩佛 OK 可以好ဒီခဏမဖတ်လိုက်ရလူတွေနောက်တစ်ခါတော့ဖတ်ပေးပါ波波波波波摩波 OK 可以好来下面是这个是什么它把链门米啦对很好对好အဲ့တော့ဒီနှစ်ကြောင်းပေါ့နော်ဒီနှစ်ကြောင်းအနောက်မှာလိုက်မဲ့တရကလိုက်မှာဖြစ်ပါတယ်နော်对အဲ့တော့ဒီအရေးကြီးရယ်အကယ်ဒီဖတ်တာမမှန်ဘူးဆိုရင်ဒီနှစ်ကြောင်းကအတန်ထွက်မှားသွားနိုင်တယ်对နော် OK အဲ့တော့老师来拍几把的科科对သူလည်းအပေါ်ကသဘောတဘာဝနဲ့အတူတူပဲပေါ့နော်ဒီဥစ္စာက的ဒီဥစ္စာက科科很好的科科 OK 对နည်းနည်းကိုယ့်ကိုနည်း over ဖြစ်လို့ရတယ်对နော်စတွေများများထွက်လို့ရတယ်ဟော的科的特特好下一个နောက်တစ်ခုက呢呢了呢了很好对的和呢了好好的好来拍几把的特呢了好那好的那好丢啥个哥哥哥科波哥科哥科哥呵很好对啊读在路边今天 K 画家木啊来路边 K 啊不比如变的喏哥哥 OK 好အစဆုံးပေါ့နော်အစဆုံးပေါ့ဒီနားလေးပေါ့ပြန်ဖတ်ပြမယ်နောက်တော့မှာအာအော波坡摸波的特呢了个呵那就好啊啊哦O L 波波波波摸摩波的特呢呢了个科对啊，可，OK，好，那么你前边没过我的进去吧？啊哦 OK，好，猪猪拍脚啊，啊O 波波波摩呢个，OK，可以，没问题。好，下一个，那这个一一，对，来拍吧，跟我读啊，一五五鱼鱼，OK，可以，那看不喽，鱼
鱼对鱼对，他说谁看不上记笔吧？嗯啊，对，嗯对，那看不漏，对，ဒီလိုမဟုတ်နော်ကြည့်ပါပထမအတန်ထွက်မှာပါရဲ့于မာနေ于ဖြစ်ရမယ်对နော်对很好အဲ့အတန်ကောင်းတယ်对于对那看不漏အောင်好နောက်တစ်ခါဖတ်ကြည့်အောင်一乌鱼鱼对很好鱼မဟုတ်တယ်နော်一乌鱼မြန်မာစာမှာတော့对鱼ဆိုတာရှိတယ်ဟုတ်တယ်မလား鱼ဆိုတာအတန်ထွက်ဒါပေမဲ့အဲ့鱼ကိုနှခမ်းမလှုပ်ပဲအတန်ပေါ့နော်鱼好နောက်တစ်ခေါက်လောက်一乌鱼一鱼对နှခမ်းမလှုပ်နဲ့နော်တတ်နိုင်တာနှခမ်းမလှုပ်ကြပါနဲ့ဟုတ်အဲ့တော့ဒီဘက်မှာ JQX ကတော့မြန်မာကျောင်းသားအတွက်အလွယ်ဆုံးဒီ၃ခုပေါ့နော်ကြီး鸡七七西西很好对鸡七西鸡七西很好对鸡七西大家တော့对မြန်မာကျောင်းသားအတွက်အလွယ်ဆုံးလို့ထင်ပါတယ်နော်好အဲ့တော့တစ်ဖက်ကြည့်အောင်一五鱼鸡七西一一鱼鸡七西对一五 U မဟုတ်နော်一五鱼鱼对那看漏啊嘞一五一五鱼对很好对一五鱼对နော် OK 好 TQX က鸡鸡七西对很好对大家累了我 skip 了好နောက်ဆုံးသုံးခုဒီဥစ္စာ R ဖို့တုံးဖိုင်ပို့လဲမယ်ဗောနော်ဖို့တုံးဖိုင်အောင်二一二三四二二对很好对好အဲ့တော့ဒီခုနှလုံးပဲအရင်ပြန်ဖတ်မယ်ဗောနော်အာအော一五鱼二好အတူတူဖတ်ကြအောင်အာအော啊哦一二OK 二ဆိုလို့ရှိရင်ရှာနေရမှားနေရပေါ့နော်ရှာထိတ်ကိုထပ်ပြီးတော့အပေါ်တက်လို့ရသေးတယ်သွားရဲ့အနောက်တဖုံသားလောက်ထိ对对二对二对可以နော်好ဒီဥစ္စာက e တလုံးထဲကရှာမလိုက်ဘူး对နော်ရှာပြားနေရမယ်er ကရှာလိုက်ရမယ်二二对OK 好行那接下来你ခတ်တဲ့ဟာပေါ့နော်အဲ့တော့ထောက်ရတဲ့ဗီဒီယိုကြီးကြည့်ဖို့လို့လည်းသိနေမယ်တရုတ်စာမှာ i သုံးလုံးရှိရလို့ခဏခဏပြောပြရပေါ့နော်对对 i သုံးလုံးရှိရ对အဲ့တော့ i သုံးလုံးမပြောခင်မြန်မာစာမှာရှိရစာလုံးတစ်လုံးပေါ့နော်对တော့ဆိုရေးရတော့对တော့ mouse ကအဆင်မပြေ对ဒီနှစ်ခုဘယ်လိုဖတ်လဲ嘎给对刚也对刚也嘎叽对啊对တခါကြောက်ချင်လဲဂါလို့ဖတ်ကြတယ်是吧对 second language အနေနဲ့对ဂါလို့ဖတ်ကြတယ်အဲ့တော့ဒီသဘောတရားကဘာလဲဆိုလို့ရှိရင်သူကသင်္ကေတကတော့နှစ်ခုနဲ့ရေးထားတယ်是吧ဒီလိုပုံစံနဲ့ဒီလိုပုံစံဒါအတထွက်ကတစ်ခုတည်း对အဲ့တော့对很好အဲ့တော့တရုတ်စာမှာရှိရဲ့ I က表面သင်္ကေတကတော့တစ်ခုပဲအတထွက်ကသုံးခုရှိတယ်对သုံးခုရှိတယ်对နေရာပေါ်မူတည်ပြီးတော့သူကဘယ်တစ်ခုလဲဆိုတာတွားပြီးတော့ကြည့်ရတာအဲ့တော့ရိုးရိုး I ကတော့ရှင်းတယ်是吧ဒီအနောက်မှာဒီအမဲနဲ့ရေးထားတဲ့ B အနောက်မှာတွေ့တယ်များ I အားလုံးကရီးပဲ对我们说波一比是吧得一弟是吧对စသည်ဖြင့်အားလုံးကရီးတန်ထွက်ပဲ对ဒါပေမဲ့ဒီနှစ်ကြောင်းအစိမ့်နဲ့အပြာ对အစိမ့်နဲ့အပြာမှာကပေါ်လာတဲ့ I ကရိုးရိုး I မဟုတ်ဘူးအဲ့အားကြောင့်မလို့ကြီးချီရှိရီဆိုတာမရှိဘူး对之一လုံးဝသွားပြီးတော့သွားမရည်နဲ့对နော်之一ဆိုတာကိုမရှိတာ对同一个ပဲ之一ဆိုတာမရှိတာ对နော်OK အဲ့တော့ဗာလဲ老师အဲ့ဒါဘယ်လိုဖတ်မလဲဆိုလို့ရှိရင်ဥပမာအစိမ်းဆိုလို့ရှိရင်之是吧ဒီဥစ္စာကဆိုရအတန်အရန်ဖတ်ခတ်တယ်အဲ့ဒါကြောင့်မလို့တုံရုံမပြောပြတာတယ်နော်ဆိုရအတန်အဲ့တော့အပြာနောက်ကအိုင်ကဇဆိုရအတန်对တိတ်မကြားရတဲ့လောက်ပဲဟုတ်တယ်မလားကိုဖတ်လို့ရှင်လည်းအရန်ဖတ်ခတ်တယ်对အဲ့ဒါကြောင့်မလို့တုံတန်ဘယ်သူမှတ
တိတ်ပြီးတော့ထဲထဲဝင်မပြောကြတာ对ဒါပေမဲ့အဲ့ဒါမပြောတော့ဘာဖြစ်လဲဆိုတော့ဒီရိုးရိုးအိုင်နဲ့မှားပြီးတော့ပေါင်းကြပြီ是吧之一ရော之一ရောထွက်လာပြီ对နော်အဲ့တော့ကိုယ့်ကိုတီးထားရင်ရပြီဒီ支持是အနောက်မှာကမတူတဲ့ i နှစ်ခုရှိတယ်对တစ်ခုကအပြတစ်ခုကအစိမ်း对လွယ်အောင်လို့ပေါ့နော်အရောင်နဲ့ပြလိုက်တာ对ကိုတီးရမှာကဒီနှစ်ခုနောက်မှာရှိရဲ့ဒီနှစ်ချောင်းနောက်မှာရှိရဲ့ i ကကိုရီတီးထားတဲ့ရိုးရိုးကြီးဆိုတဲ့ i မဟုတ်ဘူးဆိုတာတီးထားရင်ရပြီဟုတ်ပြီနော်ဟုတ်အဲ့တော့对အဲ့ထွေထွေဝေးအဲ့ဒါတော့ဘူးတူတာနေရပြောပြတာအဲ့တော့ဖတ်မယ်ဆိုလို့ရှိရင်ဘာလို့ရှိရင်သူလည်းပြပါဟော跟我读知知吃吃诗吃吃日日哦很好那好知吃诗日知吃吃是日哦对不错哎不错好那好知吃诗日知吃是日对好那就叫滋滋滋对滋滋滋滋滋思思对好来拍讲滋呲思滋思滋思对တူလက်အဲ့လိုပဲ Z နဲ့ C ရဲ့ခွာခြားမှုက C ကပို့ပြီးတော့ပြင်းတယ်对အဲ့တော့ tissue နဲ့လုံရင်တော့မသိတာတော့အရှင်လက်ခံလို့ရတယ်ကိုယ်ပါဇက်ရှိမှလက်ခံပြီးတော့စတွေးထွက်ရမယ်对စတွေးထွက်မှ C ဖြစ်မယ်โอเคနော်滋呲思ကိုယ့်ကိုလေးချင်းကြည့်ပါ滋呲吃吃对对吃吃对很好思对 fast 动ဖြစ်တဲ့အတွက်နည်းနည်းကြာကြာဆွဲတယ်思OK အဲ့တော့ဒီနှစ်ကြောင်းပဲပြန်ပြီးတော့ဖတ်ပြမယ်နောက်ထောင်ပါ知吃诗日滋呲思很好知吃诗日滋呲思好萨总啊萨总နော်波坡摸佛的特呢了个科呵鸡七西知吃诗日滋呲思，sorry，啊哦一乌吁，那看不喽？吁二，然后负重拍不对，二，很好。波坡摸佛的特呢了个科呵鸡七西知吃是日滋呲思啊一乌吁二。好，给大家1分钟，咱们的老前辈们过个历练几吧。好，老师 group，ခဏနော် group ခွဲအောင်group ထဲမှာက1350ကနေ1356တိရှိရပေါ့နော်အရင်ဆုံး1350ကနေ1353对ကို ID နံပါတ်မှတ်မိလားမသိဘူးပေါ့နော်ဟုတ်မမမိပါဘူးအော်ဟုတ်ပါ Okay အဲ့ဆိုလို့ရှိရင်နာမည်ခေါ်မယ်好မမီမီဦးရဲ့မစင်ဒီဟန်对မဇာလီဟန်ရဲ့ကိုထင်လင်းအောင်对3ယောက်ပေါ့နော် group 1对ကျန်တဲ့4ယောက်က group 2 okay 好 group 1 in ဖတ်ပေးပါပေါ်波波波么么
的特那啊了的个可嗯鸡西西之之吃吃日吃之吃嗯啊o 一一五一鱼二对，可以，二可以，好，OK，鱼，那好了，鱼鱼，OK，对，那刚录完了，鱼鱼，OK，鱼好，对，听他鱼背吧，听他背吧，好，Group Two，four，我我个哥，鸡，居居是之吃是，吃之吃吃哦，不错，啊，啊一五一一二，OK，第二啥不能拍嘞？个哦，对，和tab 进不下的，呵，呵，和OK，好，和这个。和 OK，对，可以。好，对ဒါပေါ့နော်တချို့တတိထားမိလိမ့်မယ်ဒီနှစ်ခုက对 couples တွေပေါ့နော်အတွဲလိုမျိုးကွာတာဒီတစ်ခုကတန်ပြင်း是吧就是波坡的鸡七只吃滋呲对ဒါပဲကွာပါတယ်ဒုတိယတစ်ခုကပို့ပြီးတော့အတန်ပြင်းသွားတယ်对နော်对好အဲ့တော့ဒီမှာစုပေါင်း21လုံးရှိရပေါ့နော် B 21လုံးတရုတ်စာမှာရှိရဲ့ B 21လုံးကဒီနေ့ပေါ့နော်အခုအလုံးတင်ပြသွားပြီတဲ့အဲ့တော့တချို့ကလည်းပြောတယ်လို့ဆို B က21လုံးလား23လုံးလား对ပါ23လုံးလို့ပြောရတဲ့လူတွေက Y နဲ့ W ကိုထည့်ပေါင်းကြတယ်ပေါ့တဲ့နော်အဲ့ဒါခဏကြရင်ထပ်ပြောပြမယ်好အဲ့တော့ဒီထိ ROE 一无语二对ဒီဥစ္စာကိုအခြေခံတရဒါမှမဟုတ်လို့ရှိရင်တချို့ပညာရှင်တွေကလည်းတလုံးထဲတရလို့ပြောကြတယ်ဒီဘာဖြစ်လို့တလုံးထဲတရလို့ပြောလဲဆိုတော့အတန်ထွက်တဲ့အချိန်ကြာလို့ရှိရင်လှုပ်ရှားမှုမရှိအောင်ဒီခဏပြောသလိုပဲယူဆိုတာတော့ယူဆိုရင်တော့အခြေခံတလုံးထဲတရမဟုတ်တော့သူနှလုံးတရဖြစ်သွားပြီတယ်နော်အဲဒါကြောင့်မို့ဒီဟာတွေကအတန်ထွက်တဲ့အချိန်ကြာလို့ရှိရင်လှုပ်ရှားမှုမရှိအောင်တယ်နော်ဟုတ်โอเค好ဒီထိမရှင်းတာရှိသေးလားဒါโอเค对没事对နောက်မှတတိယလာလို့မေးရင်လည်းရတယ်ဟုတ်အဲ့တော့ဒီတရတွေကို sorry ဒီထုံးစတွေကိုအဲ့တော့တရရေးတည်ပြီးဖြည့်ရေးတည်ပြီးအဲ့တော့ဖင်းရေးပြီဆိုလို့ရှိရင်ဒီသင်္ကေတတွေကိုတရပေါ်မှာရေးကြတယ်ဘီပေါ်မှာမရေးဘူးတဲ့နော်ဘီပေါ်မှာမရေးဘူးတရပေါ်မှာရေးတယ်အဲဒါကြောင့်မလို့ဥပမာဆိုရင်ဘီရှိမယ်တရရှိမယ်ထုံးတက်ကြတယ်ရှိမယ်ပေါင်းလိုက်ပြီဆိုလို့ရှိရင်သူကဒီကရင်းကျက် syllabus တစ်ခုဖြစ်သွားတယ်对အဲ့ဒါကိုဖင်းရေးလို့ခေါ်တယ်对တရားကြတော့တရုပ်စာစာလုံးဖြစ်သွားပြီ好အဲ့တော့老师အတန်တိုင်းမှာကသူကဘီးရှိရလားဆိုတော့လည်းမဟုတ်ဘူး对နော်တရဘဲရှိတဲ့ဟာတွေလည်းရှိတယ်ဥပမာဆိုရင်对ပေါ့နော်ဆိုရင်အောရီဝူယူခဏမှပြောရတဲ့အခြေခံတရတွေပေါ့အဲ့တော့သူတို့တွေကဘီးမရှိဘဲနဲ့ရပ်တည်လို့ရလားဘာနဲ့တူလဲဆိုတော့ကအိမ်ကလူကြီးနဲ့တူတယ်对အဲ့တော့အိမ်ကလူကြီးအပြင်သွားမယ်ဆိုရှင်အဖော်ခေါ်စရာလိုလားအဖော်对ဟဲ့ငါကြောက်လို့လိုက်ခဲ့ပါဦးဘယ်လိုပြောကြလို့မလို့是吧有啊တောင်းတန်း对တောင်းတန်းဘလို့是吧တော့ကိုယ့်ကိုထွက်သွားလိုက်ကြတယ်对ညီဘူးကြီးကျတော့အိမ်ကကလေးနဲ့တူတယ်对အိမ်ကကလေးနဲ့တူတဲ့အတွက်အပြင်သွားပြီဆိုလို့ရှိရင်အဖော်ခေါ်ရတယ်ဒီတယောက်တည်းသွားလို့မရအောင်对အဲ့တော့ဘယ်သူခေါ်လဲI က Y ကိုခေါ်တယ် U က W ခေါ်တယ် U ကလည်း Y ကိုခေါ်တယ်အစနဲ့ဆက်မရှိတော့ဘူး对အဲ့တော့ Y နဲ့ W အဲ့တော့ YI တွေ့ပြီဆိုလို့ရှိရင်လည်းသူ့ရဲ့အတန်ထွက်ကရီးဆိုတဲ့အတန်ထွက်ပဲ
WU 对比ဆိုလို့ရှိရင်လည်းသူ့ရဲ့အတန်ထွက်က woo ဆိုတဲ့အတန်ထွက်ပဲ YU ဆိုလို့ရှိရင်လည်း yu ဆိုတဲ့အတန်ထွက်ပဲ对အဲဒါကြောင့်မလို့ပညာရှင်တွေက Y နဲ့ W ကို B ထဲမှာမထည့်ထားတာ对အတန်ထွက်ရှုထောင့်ကကြည့်မယ်ဆိုလို့ရှိရင် Y နဲ့ W ကသူတို့မှာအတန်ထွက်မရှိဘူး对နော်သူတို့ကငှားလာတဲ့ဒီလိုသင်္ကေတတစ်ခုပဲ对ဒါပေမဲ့အကယ် B သင်္ကေတဘယ်နှခုရှိလဲလို့ပြောရင်တော့ဟုတ်တယ်23ခုရှိတယ် Y နဲ့ W ဘာသူကလည်းသင်္ကေတကိုဟုတ်တယ်မလားအဲ့လိုရှုထောင့်ကကြည့်မယ်ဆိုရင်တော့ Y နဲ့ W ကိုထည့်ပြီးတော့မှတ်ကြတယ်对ဘယ်လိုပဲဖြစ်ဖြစ်对နော်ဒါတည်ထားရပြီရီဘူးယူအဲကြောင့်မနောက်ခါကြလို့ရှိရင် B မပါပဲတရပဲရေးမယ်ဆိုရင် ROE ကသူတို့ဘာသူတို့ရက်တည်လို့ရတယ်သူတို့ဘာ ROE ဒီတိုင်းပဲရေးလိုက်ရီဘူးယူကသူတို့ဘာသူတို့ရေးလို့မရဘူးအကူခေါ်ရတယ်对နော်ဥပမာဆိုရင်ဒီစာလုံးဆိုရင်ဘယ်လိုဖတ်မလဲ鱼鱼鱼雨雨鱼好鱼这个呢五五五五对很好这个呢一一一很好这个呢乙几乙对乙字头是吧字头乙字对的乙字椅子对椅子子椅子对弹孔对弄米吧弹孔标了喏椅子好椅好来开始吧雨鱼鱼对那看嘛喽喏雨鱼 OK 五五一一椅子椅子一对椅子对喏 L 标签了对喏好OK 好ဆိုလို့ရှိရင်老师နည်းနည်းလေးလေ့ကျင့်ကြည့်အောင်ပေါ့နော်ပြီးတော့တင်တာတော့အများကြီးဖြစ်သွားတယ်နည်းနည်းလေ့ကျင့်ကြည့်အောင် OK 这个波啊八八腹中所肉八大很好的一的一很好波啊八八把啦把ဆိုရင်ဘာလို့လဲစရွေးလို့လဲတန်ပြင်းဖို့လို့လဲ爬爬对爬爬对爬爬这个二腹中二二二很好这个哥哥了一一梨李好နောက်ကြလို့ရှင် JQX ပေါ့နော် JQX နောက်မှာ G7C အနောက်မှာယူလိုက်ပြီဆိုလို့ရှင်သူက who မဟုတ်ပါဘူး对နော် G7C အနောက်မှာ U ရှိရဲ့ U ကသူက who မဟုတ်ပါဘူး U ဖြစ်ကမှာပါ对နော် U ဖြစ်ကမှာပါ对ဒါသမတ်ထဲမှတ်ထားလို့ရတယ်对နော်ဖြစ်မှာက JQX G7C အနောက်မှာ U တွေ့ပြီဆိုလို့ရှင် U အတန် who အတန်မဟုတ်ဘူးအဲ့တော့ဒီစာလုံးကချီယူဆိုတော့去对去腹中所说去很好去去很好好这个呢了了了鱼女女对那看不喽女女对那看不喽很好对呢乌奴奴这个呢了一力是贤力对是生力好ဒါပေမဲ့ဒီနားမှာဖတ်ထုံနဲ့ဖတ်ထုံဒါပေမဲ့စကားပြောလို့ရှိရင်ကိုတောင်ကိုကြားတယ်โอเคအဲ့တော့စကားပြောပြီဆိုလို့ရှိရင်หนูลี่ဘယ်သူမှလို့မပြော是吧หนูลี่ဘယ်သူမှလို့မပြောမောတယ်အဲ့တော့မှတ်ထားပါနောက်တဲ့ rules တစ်ခုနောက်တဲ့ rules ကဘာလဲဆိုလို့ရှိရင်ဖတ်ထုံကခဏမှပြောသလိုပဲ2 and 4是吧အရင်ကြာသွားတယ်ပြီးတော့မှပြန်တက်တဲ့အတန်လို့ပြောခဲ့တယ်တွေ့အဲ့ဒါကသလုံးထဲဖတ်တဲ့အချိန်ကြာလို့ရှိရင်အဲ့လိုဖတ်ရတယ်หนู是吧หนู女သလုံးထဲဆိုရင်အဲ့လိုအပြည့်ဖတ်တယ်တခြားစာလုံးနဲ့ပေါင်းပြီးဟိတ်ဆိုလို့ရှိရင်တူဝမ်းပဲဖတ်တော့တယ်အကြအတန်ပဲဖတ်တော့တယ်တယ်နော်အကြအတန်ဆိုတာခဏမှပြောပြသလိုပဲဒီတစ်ဆိုတာလုံးဝကိုယ့်ရဲ့အတန်လှိုင်းရဲ့လုံးဝအောက်ဆုံးနေတာหนู是吧หนูအဲ့ထက်ကြာလို့ရှိရင်အတန်မထွက်တော့หนู是吧对အဲ့လိုဖတ်တယ်တူဝမ်းပဲဖတ်တယ်တူဝမ်း4မဖတ်ဘူးအဲ့တော့หนูลี่ဖတ်ကြည့်အောင်หนูลี่သူဖတ်ကြည့်အောင် 努力很好努力努力对努力对好这个呢了鱼绿很好对绿色对乌嘛后对
对，绿色，这个绿呢，色绿色，鲁second tone 对，鲁卢，卢对，卢，很好，不错。好，ပြန်ဖတ်ပြမယ်。爸、的、大爬、哥、里、去、乐、女、努力、绿色、鲁。对，သတိထားပါ鱼တန်ကဘယ်နေရာရောက်တော့နှခမ်းပြောင်းလဲမှုမရှိဘူး女绿色လည်းအဲ့လိုပဲသူက绿ဖတ်နေတဲ့အချိန်မှာသူနှခမ်းမပြောင်း色ဖတ်တော့မှသူပြောင်းသွားတာ对那他说နှခမ်းကြည့်လို့ရတယ်绿色是吧绿ဆိုတဲ့အချိန်မှာသူအဲ့လို绿မဖြစ်တော့绿色对နော်အဲ့လို鱼တန်အားလုံးကနှခမ်းပြောင်းလဲမှုမရှိအောင်对 OK 好အဲ့တော့နောက်ထပ် rules တစ်ခုထပ်ပေါင်းတာကကြီးကြီးရှိနောက်မှာယူတွေ့ပြီဆိုလို့ရှိရင်ယူအတန်ဖြစ်ရမယ်ဒါပေမဲ့အစံ20ဖြောက်ရေးတယ်နော်လအနောက်မှာကယူလည်းဖြစ်နိုင်တယ်ယူ20လည်းဖြစ်နိုင်တယ်ဟုတ်တယ်နော်ဒီမှာတွေ့ကြပြီအဲ့တော့ကိုကဘာရေးမှာလဲတတိချာရေးရမယ်ယူဆိုလို့ရှိရင်ဝူအတန်ဖြစ်သွားမယ်ယူ20ရေးရင်တော့ယူအတန်ဖြစ်သွားမယ်ဒီနော်ဒါနောက်ထပ် rules တစ်ခုဟုတ် okay ဒီတိမရှင်းတာရှိလားရှင်းမယ်နော်နောက်ထပ်အဲ့ဆိုရင်နောက်ထပ် rules လေးတစ်ခုသက်သွားရအောင်好比如说这个那么对了 yu က鱼对鱼鱼乐娱乐好这个呢可可可乐乐对读完可乐了可乐很好可乐好可乐好အဲ့တော့နောက်ထပ် rules တစ်ခုကတက်ထုံးနှစ်ခုပေါ့နော်တက်ထုံးနှစ်ခုတာတူဘယ်သူမှလုံးမဖတ်是吧ဥပမာတရုတ်ဆာမှာရှင်မင်္ဂလာပါဆိုလို့ရှင်你好是吧ဘယ်သူမှ你好ဘယ်သူမှလုံးမဖတ်မောတယ်是吧အဲ့တော့နောက်ထပ် rules ကဘာလဲဆိုရင်သက်ထုံးတစ်ခုပေါင်းပြီဆိုရင်အရှိရသက်ထုံးက second ထုံးဖတ်ခါတယ်对ဖတ်ခါတာနော်ရေးတဲ့ချိန်ကျရင်တော့တင်ကေတရေးတဲ့ချိန်ကျရင်တော့သူ့ရဲ့ original ထုံးသက်ထုံးပဲရေးပေးရတယ်对ဥပမာဒီဥစ္စာဆိုရင်打赌你好对啊你好打赌အဲ့လိုမဖတ်ဘူး打赌你好对အဲ့လိုဖတ်မှာဖြစ်ပါတယ်对ဒါကတော့နောက်ထပ် rules လေးတစ်ခုပါနောက်ဆုံးတစ်ခုကတော့ချင်း生 neutral tones မပါတဲ့ဟာတွေတရုတ်စာမှာ tones ၄ခုရှိတယ်နော်အာတခါကြောက်ရှင်အဲ့လိုမျိုးအပြည့်မဖတ်ကြအောင်对ဖွားဖွားလေးပဲဖတ်တယ်ဒီမှာဆိုရင်မာမာလို့မဖတ်ဘူး妈妈哥哥မဖတ်ဘူး哥哥爸爸မဖတ်ဘူး爸爸နောက်တစ်ခုက弟弟ဒီဟောလောက်ရှင်းတူလည်းဖတ်ကြည့်ပါ妈妈妈妈哥哥哥哥哥哥爸爸爸爸弟弟弟弟弟弟对很好对နော် OK ရမယ်ထင်တယ်好အဲ့တော့对ပြင်းကြရတော်တော်ကောင်းနေပြီနော်ဟိုပြောစရာလေးနည်းနည်းလောက်ပါတော့ OK 好比如说ညီလေးမောင်လေးဆိုရင်ဘယ်လိုဖတ်လဲ弟弟弟弟可可弟弟可弟弟可阿哥所以哥哥哥哥好对哥哥对弟弟可哥哥可以吗哑了可以哑了好那好拍几吧弟弟可弟弟可哥哥哥哥哥哥哦对我爱不是哦对弟弟可哥哥ရတယ်နော်ဟောအဲ့တော့ညီလေးမောင်လေးကရေးစားတယ်ခေါ်ဆိုရတဲ့ခဏတော့ဆက်တယ်တော့ပြန်ကြားနေရဟောခေါ်ဆိုရတဲ့အဓိပ္ပာယ်ကရင်ငတ်တယ်ဆိုတဲ့အဓိပ္ပာယ်对啊弟弟可အဓိပ္ပာယ်ကညီလေးတောင်ချမောင်လေးကရင်ငတ်တယ်ကဘိုက်စားတာ是吧哥哥ကိုဘိုက်စားတယ်对弟弟可哥哥နောက်တစ်ခုက我ကျွန်တော်是吧我不可不ဆိုတာအငင်းစာလုံး是吧不可可ကရင်ငတ်တယ်不可ဆိုတော့ရေမငတ်ဘူးကဘိုက်စားတယ်ပူကပူထည့်လိုက်တော့ဘိုက်မစားဘူးဘူးဒီမှာသတိထားမှာကဒါ second tone နော်ဘူး
ဒီမှာ不可对အဲ့တော့ကျွန်တော်ရေမငတ်ဘူးဘိုက်လည်းမစားဘူးရေလဲပဲဆိုတဲ့အဓိပ္ပာယ်对နော်ရေကလဲပဲဆိုတဲ့အဓိပ္ပာယ်对မတင်ရသေးဘူးပေါ့နော်မတင်ရသေးဘူးဒါပေမဲ့ extra အနေနဲ့မှတ်ထားပေးပါအဲ့တော့ဒီတစ်ချောင်းကိုအတူလည်းဖတ်ကြည့်အောင်我不可也不饿我不不可也也不饿，二嗯对很好再来一遍呢好我不可也不饿我不可也不也饿不饿嗯不饿不饿，嗯对ကျွန်တော်ရေမစားဘူးဘိုက်လည်းမစားဘူး对အငင်းမေကုန်းမှာဆိုရင်မတလားပေါ့နော်နီး可吗နီး可吗တင်ရေကတလား你可吗？你渴吗？好အဲ့တော့တင်ဘိုက်စားတလားဆိုရင်你你饿饿吗？对非常你看ကျွန်တော်ဘိုက်စားတယ်我饿。我饿可是吧ကျွန်တော်ရေငတ်တယ်我渴。我渴对啊我渴ဘာဖြစ်လဲဆိုတော့我ကသတ်ထုံးခကလည်းသတ်ထုံးဖြစ်တဲ့အတွက်ခဏလေးပြော我ကသတ်ထုံးခကလည်းသတ်ထုံးဖြစ်တဲ့အတွက်我က second ထုံးပြောင်းသွားတယ်我渴对你လည်းလို့ပဲ你渴对နော်我渴你渴对好အဲ့တော့渴ဘိုက်စားsorry 渴ရေငတ်တယ်ဘိုက်စားတယ်အဲ့တော့ရေငတ်တော့到底ကို喝是吧喝ခဏတွေ့လိုက်ရနော်ခဏတွေ့လိုက်တဲ့စာလုံးတစ်လုံး可乐是吧可乐ကိုလာကိုပြောတာ我喝可乐ကျွန်တော်ကိုလာတောက်တယ်တဲ့အဲ့တော့ပြန်စဉ်းစားကြအောင်နော်ကျွန်တော်ရေငတ်တယ်ကျွန်တော်ကိုလာတောက်တယ်ဆိုရင်ဘယ်လိုပြောမလဲ我我我渴好渴。我喝可乐。对很好对我渴我喝可乐对啊吃沙迪နည်းနည်းလွယ်တာပေါ့နော်ဒီ鸡对啊我吃鸡鸡对这个里边对加啥的对我吃鸡我吃鸡，好အဲ့တော့ကျွန်တော်ဘိုက်စားတယ်ကျွန်တော်ကြက်စားတယ်ဆိုရင်我我饿，饿。我吃鸡。吃鸡，对很好我吃鸡对 OK 对好အခုချက်ဟောအဲ့တော့ပြန်ပြီးတော့ပြန်သုံးသပ်မယ်ဟောရေငတ်ဒီဘိုက်စားတယ်对နော်တစုံတူရေငတ်ဒီတစုံတူဘိုက်စားဒီပြောလို့ရတယ်ဥပမာဆိုလို့ရှိရင်弟弟渴ဥပမာဆိုအဖေဆိုလို့ရှိရင်爸爸渴妈妈渴စသည်ဖြင့်爸爸饿妈妈饿စသည်ဖြင့်老师饿老师渴စသည်ဖြင့်ပြောလို့ရတယ်အငင်းဝကြဆိုလို့ရှိရင်ဒီ verb ရဲ့ရှေ့မှာ不ထည့်ရတယ်对နော်不渴不饿စသည်ဖြင့်မိကုံမိမယ်ဆိုလို့ရှိရင်လည်းနောက်မှာမားထည့်လိုက်ရပြီညီလေးမောင်လေးရေစားလားဆိုရင်弟弟渴吗是吧အဖေဘိုက်စားလားဆိုရင်爸爸饿吗စသည်ဖြင့်OK 老师ရေငတ်လားဆိုရင်老师渴吗对နော်အဲ့လိုမျိုးမထည့်ပေးရတယ်ဒါကတော့ပြီးလို့ရှိရင်喝到底吃စားသည်对နော်ဘာတော့လဲနောက်မှဖြေလို့ရတယ်ဘာစားလဲနောက်မှဖြေလို့ရတယ်好还有问题吗弟弟们现在是对啦没有， OK 好所以ဆက်သွားရော好跟我读顺来拍几吧妈妈妈妈骑马骑马出去了出去了对 GQX 是吧 GQX 那个语感片的去那好妈妈骑马出去了妈妈骑马出去了。很好妈妈马踢妈妈马踢妈妈。爸爸踢马爸爸踢马。对好အဓိပ္ပာယ်ရရင်အဓိပ္ပာယ်ပြပြမယ်နော်妈妈妹妹是吧爸爸OK 好妈妈အမေပေါ့နော်မေမေဒီနားမှာ character 3ခုရှိရပေါ့နော်妈妈ရှိမယ်မာအမင်းရှိမယ်爸爸အဖေရှိမယ်3ယောက်
对，然后妈妈骑马，马做面是吧？骑马做面是比如出去了，哎，马面是比如脱达来比的。妈妈做塞啊数啦，对，没呀，没有数的。然后马蹄妈妈，没呀，没有被赶的。然后爸爸踢马，爸爸没有变赶的。对，好，ဒီလိုရတော့နည်းနည်းရည်စရာဖြစ်နေအောင်ဒါပေမဲ့အဓိကဒီလောက်ရှိတင်ထားတဲ့ဒီဘီဒရာတွေကိုလေ့ကျင့်တာဖြစ်ပါတယ်နော်ဟုတ်နောက်တစ်ခါတော့ group 1 in ဖတ်ကြည့်ပေးပါ妈妈骑马出去了 group 1妈妈妈骑马骑马出去了。妈妈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 马踢妈妈马马蹄蹄妈妈爸爸踢马爸爸爸爸踢踢马。马，哎很好好再来一遍然后这就拍这样 group 1妈妈妈妈妈骑马马出去了。妈妈妈妈马蹄妈妈妈爸爸爸爸踢踢马。马很好 OK group 2老师来拍拍妈妈骑马出去了妈妈妈妈骑马出去了。妈妈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 马蹄妈妈马蹄妈妈妈妈爸爸踢马爸爸爸爸踢马踢马。好 group 2那好了来拍几把妈妈妈妈骑马出去了。妈妈妈马蹄妈妈爸爸踢马。对很好爸爸骑马 OK 很好好那好老师拍没阿鲁拿套啊妈妈骑马出去了妈妈马踢妈妈爸爸踢马看没喏好那后他多呀 OK 好跟我读老师来拍几把这是一只鸡这是一只鸡一起这是一一只鸡。好那好这是一只鸡这是一只鸡。可以鸡饿了吃米鸡饿了了吃米。那好鸡饿了吃米鸡饿饿了了吃吃米。米，我饿了吃鸡我饿了吃鸡，对哈我饿了吃鸡我饿了吃鸡。对好这边也别好对好鸡是吧看到我的表达鸡主要这个里有表达对啊鸡这嘛记得鸡里边是吧鸡好这是一只的讲表啊对喏一只这丢啥是后地撇地是吧这是丢啥嘎是吧所以这是陶老师哎丢啥陶老师撇吧哎是吧这是不读这是叭对丢啥嘎叭撇吧嘞这是一只鸡大家也接着讲撇吧嘞鸡饿了白啥比是吧饿白啥肉吃米散啥嘞哦这个里白啥肉散啥嘞我饿了不读白啥嘞我我饿了，我对阿白撒了，阿白撒了巴撒嘞，阿白啥嘞？叫大撒，叫他撒，这里有啥嘞？这个撒嘞，对 OK 啊，好，好，对 Group 1老师来发吧，这是一只鸡，这是是一只一只鸡。鸡，鸡饿了吃米，鸡饿了吃米。我饿了吃鸡，我饿了吃鸡。很好，对 Group 1拍几把，这是这是一只鸡。一只鸡，鸡饿了吃米。我饿了里吃鸡鸡。对，吃米加的，吃吃米啊，可以，好，来，Group 2老师来拍吧，这是一只鸡，
这是一只饥饿了吃米。鸡饿了吃米。我饿了吃鸡。我饿了吃鸡。对，很好。好，group 2对排记班，这是这是鸡饿了吃米。我饿了吃鸡。对，可以，好。OK， 那互保呢？妈妈骑马出去了，妈妈骂马，马踢妈妈，爸爸踢马。这是一只鸡，鸡饿了吃米，我饿了吃鸡。对，那好。妈妈骑马出去了，妈妈骂马，马踢妈妈，爸爸踢马。这是一只鸡，鸡饿了吃米，我饿了吃鸡。好，给大家3分钟，等我们的老前辈们过后一定起吧。好。谁想试试不就排记前呢？你把它记起。好，来吧。好，那估计妈妈骑马出去了，妈妈骂马，马踢妈妈，爸爸踢马。这是一只鸡，鸡饿了吃马，我饿了吃鸡。饥饿了吃米。鸡饿了吃米。OK， 好，没问题。好，下一位，老弟。怎么？妈妈。妈妈骑马出去了，妈妈骂马，
马踢妈妈，爸爸踢马。嗯这是一只鸡，鸡饿了吃米，我饿了吃鸡。好，地铁上拍背吧。这是这是一只鸡，所以没，这是一只鸡。一只鸡，对，对，一只鸡。只 OK，一只只鸡，很好。好，下一位过托尼奥。sorry。天灵哦，对不起，sorry，没办法。妈妈去马出去了，马蹄妈妈，爸爸蹄马。这是一只鸡，嗯鸡饿了吃米，我米，饿了吃鸡。吃米，吃对，吃米嘛，生活来嘛，喏，吃米。好，好，下一位，那得要，妈妈骑马，嗯，妈妈，妈骑马出去了。马蹄妈妈，爸爸骑马。这是这是一只鸡，鸡饿了吃米，我饿了吃鸡。好，再从架步路来不喏，马ဖြစ်သွားတယ်ပေါ့နော်ဖြစ်နိုင်လို့ရှရင်တော့အကြအတန်ပဲဖတ်ပေးပါ马爸爸踢马饥饿了吃米对喏အကြအတန်ဖတ်ပေးပါ好来下一位那对咪呜妈妈骑马出去了，马蹄妈妈，爸爸踢马。这是一只鸡，鸡鸡嗯鸡饿了吃米，我饿了鸡鸡。嗯吃对了顺来拍几吧吃吃米吃米，吃鸡吃鸡。OK 可以好来下一位那对要顾飘位嗯妈妈骑马出去了，妈妈，嗯马蹄妈妈，爸爸骑马啊，只是一只鸡，鸡饿了吃米，我饿了吃一好第一章下了飘北吧第一章这是这这是一只鸡，啊大家撒龙这是一只鸡这是一只鸡，OK 可以来那下一位那第二摩天妈马吃马出去了，嗯妈妈马妈妈妈妈马蹄妈妈，爸嗯爸蹄马。嗯这是一只鸡，鸡饿了吃米，我饿了吃鸡。然后第一章这是这是一只鸡，对这是一只鸡这是一只 只鸡。OK 可以好好ဒီဥစ္စာကအဓိပ္ပာယ်ရဆိုရင်တော့ဒီနည်းနည်းလေးဟာတာဆန်တယ်ပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့အခုတင်ထားတဲ့ဘီဒရာနဲ့လေ့ကျင့်လို့ရတဲ့ exercise တွေ对နော်အိမ်မှာ对များများလေ့ကျင့်ပေးပါဟောအဲ့တော့နောက်ဆုံး exercise ကတော့ဒီတချို့လည်းသိကြမယ်ပေါ့နော်404 10က10 14က14 40က40对ဟောအရင်ဆုံးအနေနဲ့4ကိုဘယ်လိုပြောလဲဆိုတော့色是吧？说了底下的色，好，OK，看哪里呢？哎呀，你那边的，对，其实累吧嘞，大概，对了，哎呀，你那属于不比累吧嘞？对，OK，那种你要那么累色，色色，四很好，四好，我要得sé十哦，可以，啊，边要色里14
14，14，对，很好，理解。40，40，对，略，能不能理不出来？四，不是，十是理，14理解。40对，40，就是很好。哎说理啊理，谁44，4444，啊，对，OK，对，我爱国片里老师也拍没，也拿上去吧，sorry，看哪了？OK，别压力。好，老师也拍没44，复动古波喏，44嘛好喏，44，所以的44，对家讲啊，十，嗯啊，十，好，那讲没44，十，OK，group one 一拍几吧，44，44，嗯，十，对，十，很好，40，对，很好，对40，，OK，可以，好，group two，44，4440好，可以，好，对，女演员妹妹，OK，大家讲那时候来讲，14是14，那好，14是里个是好的，14是里个是里，那么里40是40，好，14是14，40是40，那好，14是14。40是40，OK，group one 拍几吧？14，十十四是十四四十40 OK，可以，好，group two 14，14是14 40对，那从那里录啊，40是40，40是40可以，好，最后那从那讲，老师你拍没？14不是，可以看到我表态，那不对对不对？怒对的，不是怎么后部？14不是40，是里个里在么后部？也列呗，对，是嘛？等他一包喏，我不可也不饿也列呗。好，40里在个列呗，不是14。对，那时候呢讲一点别个里在sorry，是里个里在么不？里在个列呗，是里么不？14不是40，40也不是14。那好，14不是40，40也不是14。好，那松子讲40也不是14。OK，好，Group One，你拍几吧？那松能讲14。十四四不是40嗯，也也不不是是14 14，OK，可以。好，Group Two，14。不是40，嗯，40也不是14。哎，不错，哎，不错，不错，OK，好，OK，老师，啥从别拍没包呢？那套没拍。4是4，10是10，14是14，40是40，14不是40，40也不是14。好，很好。4是4，10是10，14是14，40是40，14不是40，
40也不是14。对，面子么路意思为喏，同时版这个里同时呢 S 节 S 节版呀喂，44，哦，sorry，10是10，14是14，40是40，对，同时呢，14不是40，40也不是14，4是4，10是10，14是14，40是40，14不是40，40也不是14。给大家1分钟，那么那2分钟，那么那道前边咩？ก็คือจริงๆ吧，เปลี่ยนผ่านมาเนาะ谁先来？不注意拍机先来。你要拍几遍？好，对，那我一44是10，14是没事，14是14，对40是40，对14不是40，对， 40也不是14。哦，不错不错不错，来下一位，那对呀，啊对，那下一四位，是好，四是4，10是10，14是14，40是40，14不是40，40也不是14。OK，对，没问题，下一位，那对呀，好，好，对，没有， 44，40，40不是40也不是40，好，提提上的配备吧，是嗯40也4040不是40，啊不对，第啥个？说绕，是很好，是是不不是是40？ ？OK OK，听他配方，OK，好，来下一位，那对呀，啊，那咪咪哦，好44，雪是雪，嗯，雪是雪是雪是是雪是是四，是雪是雪。嗯，14，雪是不是雪，嗯。是雪也不是雪是对，雪是很好，对，很好，对啊，对，可以，对，冲刺版那边14版的，对，PP，对，beginner 嘎拉摩罗 PP 先拍爆了，啊，对，来下一位，那对啊，对，可能我股票位，好，44，是是是，喜是蛇，是是是是是，喜是是，喜是，嗯，
是不是是也不是这是 OK，声音呢拍别几把40声音这是对好是 OK 很好啊，艾丽听明白好下一位 OK 没有怒没有怒 sorry 44四是四，十是十，14是14，4414不是40，40也不是14。很好很好来好最后一位杨松店四是四，十是十，14是14，40是40，14不是40，40也不是14。哦，可以，对对，好，对，အများကြီး对အများကြီးကောင်းတယ်ပေါ့နော်အရင်တော့တင်တဲ့အတိုင်းအထက်အများကြီးကောင်းတယ်ဒီတချို့ကလည်းဟာတာပြောတယ်ပေါ့နော်အဲ့တော့ရှယ်အိမ်ပြန်ပြီးတော့ရှာရေးလိမ့်နေတာသမင်းရှားမယ်ဖြစ်နေတာပေါ့ဟုတ်တယ်对အဲ့တော့စားလေးလာတဲ့အချိန်ကတော့အဲ့လိုပဲပေါ့နော်对အဓိကတော့ဒီ tones မှန်တယ်对နော်ခဏပြောပြောလားဒါမှမဟုတ်对အဲ့တခုလေ့ကျင့်စေချင်တာနောက်တစ်ခုကဒီရှနဲ့စနဲ့对မှတ်မိတယ်လားမသိဘူးဒီ B မှာဆိုလို့ရှိရင်ဟိုနှစ်ချောင်း是吧အစိမ်းနဲ့အပြာနှစ်ချောင်းမှန်ကိုလေ့ကျင့်စေချင်တာအဓိကဟုတ်တယ်နော် Okay 好အဲ့တော့OK အဲ့တော့ပြန်စဉ်းစားကြည့်အောင်老师ဒီနေ့ဘာတင်သွားလဲ妈，毕业的来တင်သွားတယ်对毕很好业来，毕业的来好ရှိသေးလားနောက်တော့ဘာမှမမိသေးလဲ 老师ညီမမေးစရာလေးရှိပါတ ဟုတ် ယ် ကဲ့မေးလို့ရတယ်ဟုတ်မေးလို့ရ ဟိုက老师ပြောသွားတဲ့ဒီ rules တွေမှာ ဟုတ်ကဲ့ သူကြီးရှိရဲ့နောက်မှာယူအဆက်နှစ်ဆက်ပါတယ်ဆိုလို့ရှိရင်ဒီအဆက်နှစ်ဆက်ကိုဖြုတ်ပြီးတော့ရေးရမှာပေါ့နော် ဟုတ်တယ် မျိုးပါ ဟုတ်တယ်ကြီးရှိ ကျန်တဲ့ တော့ စလုံးတွေပေါ့နော်ယူအဆက်နှစ်ဆက်ရဲ့အဲ့အရှိမှာပေါ့နော်ကျန်တဲ့စလုံးတွေဆိုရင်တော့ဖြုတ်စရာမလိုဘူးပေါ့နော် ပြန်ဖြုတ်စမ်းမလို့对ဖြုတ်စမ်းမလို့နောက်တစ်ခုက老师ပြောတော့တာဒီစက္ကန့်တုံးဟိုတက်တုံးနှလုံးပေါင်းလို့ရှိရင်ဖတ်တဲ့ခါမှာစက္ကန့်တုံးနဲ့တက်တုံးနဲ့ပြန်ဖတ်မှာပေါ့နော် ဟုတ်တယ် ရေးလို့ရှိရင်တော့တက်တုံး တက်တုံးပုံစံမျိုးရေးရမှာပေါ့နော် ဟုတ်တယ်ဟုတ် နောက်ပြီးတော့နောက်တစ်ခုကနောက်တစ်ခု老师ပြောသွားတာကမမပပကကအဲ့လိုမျိုးစလုံးနှလုံးတူတွေဆိုလို့ရှိရင်နောက်ဆုံးစလုံးမှာ老师ဒီတုံးမတင်မနဲ့ရေးသွားတာပေါ့နော်老师ဟုတ်တယ် တကယ်လို့ဟိုပေါ့နော်အဲ့လိုဒီလိုစလုံးနှလုံးဒီလိုတူတဲ့ဟာမဟုတ်ပဲねဒီပြင်စလုံးတွေရောရှိလားမသိဘူး老师အဲ့လိုမျိုးတုံးမတင်တဲ့ဟာတွေရောရှိလား အော်ရှိတယ်ဒါနောက်ပိုင်းဖြည်းဖြည်းပြပြမယ်တုံးတင်တာနဲ့တုံးမတင်တာနဲ့တော့အတိတ်ပဲမတူဘူး ဟုတ် 对အတိတ်ပဲမတူလို့ပေါ့နော်အဲအကြောင်းမို့မတင်တဲ့နေရာဆိုလို့ရှိရင်မတင်တို့ဖတ်ပေးရတယ်တင်တဲ့နေရာဆိုလို့ရှိရင်တင်တို့ဖတ်ပေးရတယ်ဥပမာလေးတစ်ခုနဲ့ share လုပ်ပေးခြင်းလဲဥပမာဆိုရင်တစ်ခုက东西တစ်ခုက东西对ပစ္စည်းအရာဝတ္ထုတစ်ခုပေါ့နော်ဥပမာဆိုရင်这是什么东西ဒါဘာလေးလဲဒါဘာလေးလဲနင်ဘာပြောရတယ်နင်ဘာကြည့်ရလဲ是吧စပြင်ဘာပစ္စည်းလဲဘာလေးလဲဆိုရင်东西ဒီ西က neutral tones tones မပါရဘူး东西ဒါပေမဲ့ကိုကမှားပြီးတော့东西လို့ဖတ်လိုက်မယ်ဆိုရင်သူက东ကအရှိရက်ကိုပြောတာ西ကအနောက်ရက်ကိုပြောတာအတိတ်ကလုံးဝခွာပါပြီဥပမာဆိုရင်ဒီအခန်းတစ်ခုပေါ့အခန်းတစ်ခုကအရှိအနောက်ဘယ်လောက်ကျယ်လဲဥပမာ东西50米အရှိအနောက်ကို50မီတာရှိရဲဆိုလို့ရှိရင်ဒီနားမှာ东西က东西ဖက်ကိုဖတ်ရတယ်ဒီ西က first tone ဖက်ကိုဖတ်ရတယ်对အဲ့လိုပေါ့对အဲ့လိုပေါ့အဲ့တော့ဒီ tones က对 neutral tones ကအရေးကြီးပါတယ်ဟုတ်ကဲ့ဟုတ်နောက်ရှိသေးလားမသိဘူး但是萨姆波要讲第二位体验，萨姆ပွဲကမပူနဲ့အောင်လေအကုန်အောင်HSK 3.0ရဲ့ HSK 1မိကိုလွယ်ပါတယ်အရင်လွယ်တယ်老师，number one ဟုတ်ကဲ့动啊，first 动啦，动啦，အောက်ကိုကြာရ动啦。အော် first tone ဒီလိုတော့对တက်သွားတယ်တော့အဲ့လိုမျိုး first tone ဒါပေမဲ့ဟို chicken တကောင်မှာကြတော့一只鸡ခဏလေးနော်一只鸡对ဒီမှာထင်တယ်对一只鸡ဟုတ်
အဲ့ကြီးကကြတော့ first တုံးအဲ့ဒါ first 呃，တုံး没有大腹中，大腹中。哦，很好，对，的话，原來အခြေခံရှိမယ်ထင်တယ်ဒါကနောက်ထပ် lesson 4လောက် day 4လောက်မှာသင်ရမယ့်ဟာပေါ့เนาะအခုမေးလာပြီဆိုတော့ကြိုပြီးတော့နည်းနည်းလေးဟိုပြောပြထားမယ်ခဏပြောသလိုပဲrules တွေရှိရပေါ့เนาะအဲ့ထဲမှာပူနဲ့ရီးနဲ့ကနောက်ထပ် rules တစ်ခုရှိရပူဆိုတာ no ဆိုတဲ့အတိတ်ပဲခဏမှတ်မိလားမသိဘူးရီးရလည်းအဲ့လိုပဲရီးကြတော့ तू ကသူ့ရဲ့ original tones က first tone မှန်တယ်对很好ပြောရရင်ကောင်းတယ်ပူကလည်းသူ့ရဲ့ origin tones က fourth tone 对ဒါပေမဲ့မှတ်မိသေးလားမသိဘူးဘူးရဲ့ဘူးက second tone ဖြစ်သွားတယ်ဘူး是吧我不可也不哎对အဲ့နာလေးမှာ对ဒါလေးနဲ့ရှင်းပြီးကြည့်အောင်ပို့ပြီးကွန်းကွန်းကွက်ကွက်မြင်အောင်ဒီနှစ်ခုလုံးကပူဆိုတဲ့အတိတ်ပဲ no ဆိုတဲ့အတိတ်ပဲမဆိုတဲ့အတိတ်ပဲ对တရုတ်စာလုံးဆိုလို့ရှင်လည်းဒီမှာကြည့်လိုက်တူတူပဲ对ဒါပေမဲ့သူ့ရဲ့အနောက်မှာက fourth tone ဆိုလို့ရှင်သူက second tone ပြောင်းပေးရတယ်ရေးရင်လည်း second tone ရေးပေးရတယ်对对 origin tones ကတော့ foot တုံးပဲ对အရှင်မှာအနောက်မှာ1 2 3 4 1 2 3လိုက်လို့ရှိရင်သူဘာမှပြောင်းလဲမှုမရှိဘူး tones ပေါ့နော်ဟုတ်对 tones ကသူ့နောက်မှာ1 2 3လိုက်လို့ရှိရင်ပြောင်းလဲမှုမရှိဘူးဥမာ不可不吃不好不行အားလုံးက不ပဲ foot တုံးပဲဒါပေမဲ့အနောက်မှာ foot တုံးရှိရဲ့ချိန်ကျတော့သူက second တုံးဖြစ်သွားတယ်对အဲ့ဒါလည်းဘယ်လိုပြောမလဲပို့ပြီးတော့တဘာဝကြောက်အောင်မဟုတ်လို့ရှိရင်အရန်ပြောခတ်တယ်ဥပမာဆိုရင်不不去是吧အရန်ထောက်တယ်ပေါ့对ဒါက不ရဲ့ပြောင်းလဲမှုတစ်ခုရီးလဲအဲ့လိုပဲရီးလဲအနောက်မှာ1နဲ့3ရှိပြီဆိုရင်ဆိုတော့ရီ second tone 是吧ရီ个sorry fourth tone ရှိပြီဆိုရင်ရီ个一个second လုံးဖြစ် second tone ဖြစ်သွားတယ်အနောက်မှာ fourth tone ပါလို့对ဟုတ်一个ကျန်တဲ့ဟာရ一ပဲပြောင်းလို့杯一行一行对ဥပမာ1 2 first tone second tone third tone ဆိုလို့ရှိရင်သူက一 fourth tone ပြောင်းရတယ်一杯一行一杯一行一选对အဲ့ဒါ fourth tone ပြောင်းရတယ်ဟုတ်အဲ့ဒါ老师အဲ့ဆိုလို့ရှိရင်ဒီရီးကိုဘယ်ချိန်ကြမှာသူ့ရဲ့ original tone first tone ဖတ်လဲဆိုလို့ရှိရင်1 2 3 4 5ရဲ့ဒီ1လို့ဖတ်တဲ့ချိန်ကြမှာသူကရီးလို့ဖတ်တယ်ဟောဆို一二三是吧အဲ့ချိန်ကြမှာသူကရီးလို့ဖတ်တယ်ဟောဆို11 1717အဲ့ဒီ1ဆိုတဲ့အဓိပ္ပာယ်ရောက်တဲ့အချိန်ကြမှာသူကရီးသူ့ရဲ့ original tones ကိုဖတ်တယ်对เนาะဒါကတော့အခုမေးလာခဲ့လို့ပေါ့ဒါပေမဲ့ day 4 လား day 5လားမသိဘူးအချိန်ကြိုင်လေ day 6ပြန်ရှင်းပြပေးပါမယ်ဟုတ် okay ဟုတ်မရှင်းတာရှိသေးလားတွေ့မေးလို့ရပါတယ်ဟုတ်အဲ့တော့မရှိဘူးဆိုရင်tones တင်သွားတယ် tones ၄ခုရှိတယ် tones ၄ခုအပြင်တစ်ခါလေကြားလို့ရှိရင်သူတို့ဒီ tones ကိုအပြည့်မဖတ်ဘဲနဲ့ဖွားဖွားလေးဖတ်တဲ့ဒီ neutral tones ပေါ့နော်တန်ဖြော့တန်လေးတွေလည်းရှိကြတယ်ဥပမာဆိုရင်ပပမမ哥哥弟弟စသည်ဖြင့်ဒါ tones နဲ့တက်ကြတန်နဲ့ပတ်သက်တာတက်ကြတန်ဘာဖြစ်လို့အရေးကြီးလဲတက်ကြတန်ကွာသွားလို့ရှိရင်အတိတ်ပဲလည်းကွာသွားလို့တက်ကြတန်အရေးကြီးတယ်ဟုတ်နောက်တစ်ခုကတော့ဒီနေ့တင်သွားတာတရအခြေခံတရလို့လည်းပြောကြတယ်သလုံးထဲတရလို့လည်းပြောကြတယ်6ခုဒီ6ခုထဲမှာမှအပြာအိုင်နဲ့အစင်းအိုင်ကဖတ်ရခတ်တဲ့အတွက်တော့မဖတ်ကြဘူးကျန်တဲ့6ခု9ခုကိုသေချာဖတ်နိုင်ရင်ရပြီเนาะဘာကြီးလဲဆိုတော့ a o e y u u r တဲ့ဒီ9ခုဟုတ်နောက်တစ်ပါတင်သွားလေးရဆိုရင်ဘီးရတင်သွားတယ်ဘီး23လုံးအတန်ထွက်ရှူတောင်းကကြည့်မယ်ဆိုရင်23လုံးတင်သွားတယ်တင်ဂီတာရှူတောင်းကကြည့်မယ်ဆိုရင်23လုံးတင်သွားတယ်เนาะအဲ့ထဲမှာမှ y နဲ့ w က y u u ရဲ့ကိုစားတွေဖြစ်တယ်ပေါ့နော်ပြောင်းလဲလာတယ်ဖြစ်တယ်တဲ့ပြီးလို့ရှိရင် rules အရဆိုလို့ရှိရင်သက်ထုံးနှစ်ခုပေါင်းပြီးဆိုရင်အရှိဟာ second ထုံးဖတ်ရတယ်ရင်းရင်တော့သက်ထုံးမရေးရတယ်တဲ့သက်ထုံးမရေးရတယ်အဲ့ဒါမှနောက်တစ်ခေါက်ပြန်ဖတ်လို့ရှိရင်ကိုသိမှာအော်ဒီနာက second ထုံးပြောင်းအောင်မယ်ဆိုတော့ကိုကသိမှာမဟုတ်ရင်မသိတော့တဲ့ဟုတ်နောက်တစ်ခုကတော့ဒီကြီးချီရှိအနောက်က u က u ဖြစ်ပါတယ် u မဟုတ်ပါဘူးတဲ့နော်ဖြင်းထဲမှာu 20ပါတာက n နဲ့ l နဲ့အနောက်မှာပဲဖြစ်နိုင်တယ်နော် n နဲ့ l နဲ့အနောက်မှာပဲဖြစ်နိုင်တယ်ကျန်တဲ့အနောက်မှာကအားလုံးအဆက်ဖြောက်ပြီးတော့ရေးကြတယ်对နော်好နောက်တစ်ခုဘာရှိမလဲသက်ထုံးနဲ့ပတ်သက်ပြီးတော့တလုံးချင်းဖတ်မယ်ဆိုလို့ရှိရင်တော့214ဖတ်ကြတယ်နော်好你我对စသည်ဖြင့်တလုံးချင်းဆိုရင်အဲ့လို wave တန်လှိုင်းတန်ဖတ်ကြတယ်ဒါပေမဲ့တခြားဆောင်းနဲ့တွေ့လာပြီဆိုရင်တော့ထောက်လို့ရှိရတော့21ပဲဖတ်စေချင်တယ်
对，就နောက်မှာဆိုလဲတူရမယ်ဖတ်စေချင်ဥပမာဆိုရင်吃米对吃米ကိုယ့်ကိုပိုင်နေဆိုရင်တော့ဖတ်လို့ရတယ်ဒါပေမဲ့ beginner သမားတော်တော်များများမပိုင်ဘူး吃米ဖတ်တဲ့ချိန်ကျရင်吃米ဖြစ်သွားတယ်对အဲ့တော့ second ထုံးဖြစ်သွားတယ်对နော်အရမ်းမှားလွယ်အဲ့ဒါကြောင့်မလို့အစကတည်းကကွဲအောင်လို့ third ထုံးတွေ့လို့ရှိရင်တူရမယ်ဖတ်စေချင်တယ်吃米နောက်တစ်ခုဆိုရင်မာ是吧马ဖတ်နိုင်လို့ဖတ်လိုက်ရတယ်ဒါပေမဲ့ 马နဲ့ကွဲရိုးရတယ်ပေါ့နော်မာရိုးလွယ်တယ်နော်စပွဲကြမှာဆိုရိုးလေအတွက်တူရမယ်ဖတ်စေချင်တယ်မာမာတီမာဟုတ်တယ်နော်ပြီးလို့ရှိရင်မီစသည်ဖြင့်โอเค好那ပါစီအောင်မလဲရှိနော်好အဲ့တော့老师ရဲ့ဒီလူဆောင်တော့ပေါ့နော်老师 Telegram group ထဲမှာလည်းအဲ့ဒီ student ID ပေးထားရပေါ့နော် student ID နောက်၄လုံးအရင်ရေးကြည့်ပါတယ်ပေါ့နော်နောက်၄လုံးကိုတေချာမှတ်ထားပါနောက်ပိုင်း zoom ဝင်တာပဲဖြစ်ဖြစ်တွေ့နာမည်ရေးလိုက်ရတယ်ဘာဖြစ်နာမည်ရေးမရေးလို့ရှိရင်အဲ့၄လုံးပဲရေးလာလဲရတယ်နောက်တစ်ခုက homework တွေရှိမယ်ပေါ့နော် homework ကနေ့တိုင်းရှိတယ် homework ကနေ့တိုင်းရှိရဲ့application တစ်ခုမှာသွားပြီးတော့ game တစ်ခုပေါ့နော် game လိုမျိုး application မှာသွားပြီးတော့တချို့ homework တွေကနားထောင်တဲ့ homework တွေရှိမယ်beginner ဖြစ်တဲ့အတွက်နားထောင် listening နဲ့ speaking ပေါ့နော် oral ကိုအဓိကထားပြီးတော့insert လုပ်ခိုင်းတယ်အဲ့တော့တခါကြလို့ရှိရင်အတန်သွင်းရတဲ့ဟာရှိတယ်ဘယ်တော့အခုအတန်ထဲမှာကျတော့တယောက်ချင်းစီဟာကိုတေချာလိုက်နားမထောင်နိုင်ဘူးဒါပေမဲ့ insert မှာဆိုရင်တော့တေချာလိုက်နားထောင်ဖြစ်တယ်ပေါ့အဲဒါကြောင့်မလို့တေချာလေးသွင်းပြီးမှ insert လုပ်ပြီးဆိုလို့ရှိရင်လည်းတတ်နိုင်တဲ့လောက်အဲ့လိုအတန်လုံတဲ့အခန်းပေါ့နော်နေရာလေးမှာအတန်သွင်းပေးပါပြီးတော့အဲ့ဒီwayground ပေါ့နော်wayground application ထဲမှာဆိုလို့ရှိရင်ကိုယ်နာမည်ရေးလို့ရှိရင်လည်းခဏမှပြောသလိုပဲကိုယ့်ရဲ့နာမည်ဖြစ်ဖြစ်ဒါမှမဟုတ်ရှင်ဟို student ID လေးလုံးဖြစ်ဖြစ်ရေးပေးပါပြီးတော့အဲ့ဒီ insert က2ခါ3ခါကိုကြိုက်ရင်ကြိုက်တော့ပြန်ပြီးတော့ဝင်ပြီးတော့ထပ်လို့ရတယ်အဲ့လိုထပ်ချင်တယ်ဆိုလို့ရှိရင်လည်းနာမည်ကိုတစ်ခုတည်းပဲရေးပေးပါ对အဲ့ဒါမှလောက်ရှိဘက်ကကြည့်လို့ရှိရင်ဒီကျောင်းသား3ခါလောက်ထပ်လိုက်တယ်ဒီ3ခါထဲမှာအဲ့လိုမျိုးတိုးတက်မှုရှိလားဒါမှမဟုတ်စုပ်ရွာလားပုံမှားလားအစတည်းဖြင့်ဒီကနေလှမ်းကြည့်လို့ရတယ်对အကယ်နာမည်မတူဆိုရှင်လူ2ယောက်ဖြစ်တယ်ကြည့်လို့မရတော့对နော်โอเคဟုတ်နောက်မရှင်းတာရှိသေးလား老师အင်စာကဒီဟိုနေ့နဲ့Telegram group Telegram group လေဟုတ်တယ် Telegram group ကနေမတင်ရမှာပေါ့နော်ဟုတ် Telegram group ထဲမှာကျွန်တော် link ချပေးလိုက်မယ်ပြီးအဲ့ link ထဲမှာနှိပ်ပြီးတော့တင်ရမှာဟုတ်ကဲ့ Okay ဟုတ်ပါရှင်အဲ့တော့ခဏကြာရှင် group ထဲမှာဒီနေ့တင်သွားတဲ့ဒီ PPT ပေါ့နော်ဟုတ်ကဲ့ဒီ recording ကပြန်တင်ပေးမှာလားရှင်ဟုတ်အဲ့လေးပြောမလို့对ခဏကြာရင် Telegram group ထဲမှာဒီ PPT PowerPoint ကို PDF file နဲ့ချပေးမယ်ပြီးလို့ရှင်အင်စာ link ပေးမယ်နောက်တစ်ခါဒီvideo ပေါ့နော်ပြန်ကြည့်ဖို့အတွက် YouTube မှာတင်ထားပေးမယ်对နော်တော့ဒါ video ခဏနေလေးကြာမယ်သူ upload လုပ်အောင်မလို့okay ဟုတ်ကဲ့မစင်တာရှင်တော့下课吧老师ဗုဒ္ဓဦးနေ့တွေ့ကြမယ်ဟုတ်再见谢谢老师အချိန်မေးလို့ရတယ်对 group မှာဖြစ်ဖြစ်direct message ဖြစ်ဖြစ်အချိန်မေးလို့ရပါတယ်နော်老师，嗯